ဟော်မုစ်ရေလက်ကျန်းဆိုမိုကြီးအိုတာနေတိုအဖွဲ့ကသာမကူညီဘူးဆိုရင်အဖွဲ့ရဲ့အနာဂတ်အလားအလာဟာဆိုးရွားသွားနိုင်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ်ကသတိပေးပြောကြားလိုက်ပါတယ်။လက်တလောထိပွားနေတဲ့အမေရိကန်၊အစ္စရေးနဲ့အီရန်တို့အကြားကစစ်ရေးပဋိပက္ခတွေကြောင့်အီရန်ဘက်ကဟော်မုစ်ရေလက်ကြားကိုပိတ်ဆို့ထားတာဖြစ်ပါတယ်။အဆိုပါရေလက်ကြားဟာကမ္ဘာရေနံတင်ပို့မှုစုစုပေါင်းရဲ့9ပုံပုံခန့်ကိုဖျက်ဆီးတဲ့ယူနေတဲ့အရေးပါလာတဲ့လမ်းကြောင်းဖြစ်ပါတယ်။ဒါကြောင့်ကမ္ဘာစွမ်းရည်ဈေးကွက်ပေါ်တက်ရောက်မှုအလွန်ကြီးမားစေနိုင်ပါတယ်။သမ္မတထရမ်ဟာဝါရှင်တန်မြို့ကိုပြန်လည်ရောက်ရှိလာချိန်မှာသတင်းထောင်တွေကိုအခုလိုပြောကြားခဲ့တာပါ။ဒီရေလက်ကြားစိုးမိုးရေးနဲ့လုံခြုံရေးကိစ္စရပ်တွေအတွက်တရုတ်နိုင်ငံအပါအဝင်နိုင်ငံ9နိုင်ငံနဲ့ဆွေးနွေးမှုတွေပြုလုပ်ထားတယ်လို့ဆိုပါတယ်။ဒါအပြင်တရုတ်နိုင်ငံအနေနဲ့ပူးပေါင်းကူညီမှုမပေးဘူးဆိုရင်တရုတ်သမ္မတရှီကျင်းဖျင်နဲ့ပြုလုပ်မဲ့ထိထိအစည်းအဝေးကိုလည်းရွှေ့ဆိုင်းသွားနိုင်တယ်လို့ထရမ်ကထပ်မံတတိပေးထားပါတယ်။တစ်ဖက်မှာတော့တရုတ်နိုင်ငံအေးဝန်ကြီးဌာနရဲ့အပြောရေးဆိုခွင့်ရှိသူလီကျန်းကအခုလိုတုံ့ပြန်ပြောဆိုထားပါတယ်။ပဋိမက္ခမှာပါဝင်နေတဲ့အဖွဲ့အစည်းအလုံးစစ်ရေးလှုပ်ရှားမှုတွေကိုချက်ချင်းရပ်တန့်ပြီးတင်းမာမှုလျှော့ချရေးကိုသာဦးစားပေးဆောင်ရွက်သင့်တယ်လို့ဆိုပါတယ်။ဥရောပနိုင်ငံတွေအနေနဲ့လည်းဟော်ဂုတ်ရေလက်ကြားပြန်လဲဖွင့်လှစ်နိုင်ရေးအတွက်ဆွေးနွေးမှုတွေပြုလုပ်ဖို့စီစဉ်နေကြပါတယ်။လက်ရှိမှာတော့အီရန်နဲ့ပတ်သက်နေတဲ့စစ်ရေးပဋိပက္ခဟာထုံးပတ်နီးပါးကြာမြင့်လာခဲ့ပြီးဖြစ်ပါတယ်။အီရန်နိုင်ငံသားရေးဝန်ကြီးကတော့သူတို့ဘက်ကနေအဖြစ်အခက်ရပ်ဆဲရေးတောင်းဆိုသွားဖို့မရှိဘူးလို့ထုတ်ဖော်ပြောဆိုထားပါတယ်။ဟော်မုတ်ရေလက်ကြားပိတ်ဆို့ထားမှုဟာလည်းသုံးပတ်နီးပါးရှိလာခဲ့ပြီးဖြစ်ပါတယ်။ဒီအကျိုးဆက်ကြောင့်ကမ္ဘာရေနံဈေးနှုန်းဟာတစ်စီကိုအမေရိကန်ဒေါ်လာ110ကျော်အထိမြင့်တက်လာခဲ့ပါတယ်။အကယ်၍မတ်လကုန်အထိသာရေလက်ကြားပိတ်ဆို့မှု